bat work home school university hospital ဒီစကားလုံးတွေရဲ့ရှေ့မှာ there မထည့်ရပါဘူး go to work အလုပ်ကိုသွားတယ် go to bed အိမ်ယာဝင်တယ် go home အိမ်ပြန်တယ် go to school ကျောင်းသွားတယ် go to university တက္ကသိုလ်သွားတယ် go to hospital ဆေးရုံကိုသွားတယ် in bed အိမ်ယာထဲမှာ at school ကျောင်းမှာ at university တက္ကသိုလ်မှာ at work အလုပ်မှာ start work အလုပ်စတယ် finish work အလုပ်သိမ်းတယ် at home အိမ်မှာ stay at home အိမ်မှာနေတယ် get home အိမ်ကိုပြန်ရောက်တယ် at hospital ဒါဆိုရင်တော့ဆေးရုံကိုအလဲရောက်တယ် in hospital ဒါဆိုလို့ရှိရင်တော့ဆေးရုံကိုလူနာအနေနဲ့တက်တာပါ